Yo, what's up, bro? Bro, लिए में हो जाओ. इतना में लिया लाइक चाहे ऐसा नहीं है. ईमेल के लिए क्या कर रहे हो? ये ये ना sorry. ये नहीं ईमेल में sorry. Mucho, mucho lo. Elisa hulo de takane malakia. Pisi mera teme. Yo, tera. Cheap. Mucho hulo. Apa beli? Lagi Iya. Ai lại với. Đây là 5 ngày phạm.
တစ်ခုံမယ်ဗျာတစ်ခုံမယ်ရှေ့နောက်ထပ်9 ရက်မိနစ်မြောက်ကြာရင်ကျွန်တော်ပြန်တွေ့မယ်အဲ့ဆိုအဲ့ပြီးနေတော့ဒီဗီဒီယိုကကျွန်တော်အရှိမလုပ်ဘူးโอเคစတယ်ပါဗျာဘရတို့ရေဗီဒီယိုကရှိနေမှာဆိုလို့ကျွန်တော်ကဒီဗီဒီယိုပိုက်မှာပေါ့နော်မြန်လာတယ်ဗျဒီဘာလို့လဲဆိုတော့ကျွန်တော်ကအိတ်ဆောက်တဲ့ဟာကြီးပဲဘရတို့လည်းပြေးနေမှာဆိုလို့အဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုမြန်လာတယ်နော်ဘရတို့ရေโอเคဒီမှာဆိုဗျာကျွန်တော်ညရောက်သွားတယ်ဆိုတော့အိတ်လိုက်တယ်ဒီမနေ့ကျရင်ပြန်ပြီးတော့အလုပ်ဆဲလို့ရအောင်အားရပြီအားရပြီဟောစားနေစားနေဒီမှာဆိုဗျာကျွန်တော်အိတ်ဆောက်တယ်အိတ်ဆောက်ရင်တက်ကိုရတယ်တက်ကိုရတယ်ဆိုတော့ကျွန်တော်တက်သွားခေါက်ရပြန်တော့ဆင်းလာတယ်ဆင်းပြီးတော့ဒီမှာပိုက်လေးဖိလိုက်တယ်ဗျာပိုက်လေးဖိပြီးတော့ကျွန်တော်ခုံမယ်လို့သွားတယ်ဒီမှာဆိုကျွန်တော်တက်ခုံနေတယ်တက်ခုံရင်ကျွန်တော်ပစိကြည့်မိတယ်ပစိအကျိုးကနေပေါ့ကျွန်တော်ပစိသွားလုံးမယ်လို့သွားလေပစိသွားလုံးမယ်လို့သွားလေတဲ့သူကပစိစီမရောက်ဘူးနေအဲ့မှာရွာလေးလဲနေတော့တော့မမေ့ပါမေ့မဟာငါပစိလောက်ဘူးလားတယ်ပေါ့အဲ့မှာပစိလောက်ပါ
ကဲနောက်ဆိုတော့ကျွန်တော်ရဲ့အကြမ်းပြေးအိမ်လေးကစောက်လို့ပြီးစီးသွားပြီပေါ့နော်အကြမ်းပြေးလေးစောက်လို့ပြီးဆိုတော့ကျွန်တော်အောက်ဆင်းမယ်ကဲဘလိုပလီယာတွေလိုမျိုးကျွန်တော်ရဲ့ဂျီဘုံးလေးတုပ်ပြီးတော့ဆင်းသွားတယ်ပေါ့နော်ရပါမလားလို့တကယ်လည်းရတယ်ပေါ့အဲ့မဲ့ကျွန်တော် ADP ဆိုကျွန်တော်အဲ့ရခင်းအဲ့ရလေးကိုဖြိုပစ်လိုက်တယ်ဗျာအောက်မှာမအိတ်တော့ဘူးပေါ့စက်တက်မယ်ဘယ်နေရာမှာထားရမလဲလို့စဉ်းစားနေရနေတော့နောက်ဆိုတော့ကျွန်တော်ဒီဘက်တောင်မှာထားမယ်လို့အဖြစ်ထွက်လာထားတယ်အဲ့လိုမရသေးဘူးဆိုတော့ညနေသားပိုက်လေးဖြည့်လိုက်မယ်အဲ့လေဖြည့်ရတယ်ကျွန်တော်အိမ်မှာမီးမရှိဘူးဆိုတော့မီးတွေရှောက်ပတ်ထော်တယ်ပေါ့ဒီမှာတတိုက်ထော်မယ်ဒီနောက်မှာတတိုက်ထော်မယ်โอเคနောက်ပြီးဒီဘက်လာမယ်ဒီမှာဒီကောင်တွေကဒီနားတွေမှာထော်မယ်ဗျာအဓိကအလင်းရောင်ရဖို့sorry မချနိုင်ဘူးဆိုတော့ထော်လိုက်မယ်အခုမှတခုစဉ်းစားမိတာကျွန်တော်တကားဘောမလွတ်ရသေးဘူးပေါ့တကားဘောလောက်မယ်ပေါ့တကားဘောလေးလှုပ်လိုက်မယ်ပြီးမှ ACC အိတ်မယ်ပေါ့ကဲနောက်ဆိုတော့ကျွန်တော်ရဲ့တကားပေါက်လေးလုတ်ပြီးပြီဆိုတော့အိတ်တော့ပဲပေါ့မနေ့ပြန်ကြရဲကျွန်တော်တစ်ခုတ်ရအောင်မယ်အိတ်ပက်ပက်လက်ကောင်းလေးတစ်ခုတ်မယ်ဆိုတော့အခုအားလေးဖြီးပြီးတော့အိတ်လိုက်မယ်ပါအိတ်လိုက်ပါပြီကဲအခုဆိုရင်တော့၈ရက်မြောက်နေ့ရောက်ပါပြီပေါ့နော်၈ရက်မြောက်ကိုရောက်ပါပြီတစ်ကိုခုတ်မယ်တစ်ခုတ်ပြီးတော့ကျွန်တော်အိတ်လေးမှာဆူဆူပြပြလေးဖြစ်သွားအိတ်ကိုကာမယ်ဗျโอเคဒီမြောက်ရောက်အေးရလုံးဝမပြီးပြသေးဘူးဟုတ်လားအေးကောင်းကျွန်တော်ကတော့စောစောတေးသွားခုတ်ပြီးတော့ဒီမှာတစ်အေးရနည်းနည်းပက်ပက်လဲလေးကျွန်တော်ကားလိုက်တယ်ဒါပေမဲ့မပြေးပါဘူးဗျတဲ့ထက်လို့သေးတယ်တခုစဉ်းစားမိတယ်တစ်သွားခုတ်မှတဲ့ပစ္စည်းတွေဒီပေါ်ပြောင်းမယ်ပေါ့နော်ကျွန်တော်မီးဖို့လေးဒီတောင်ထားမယ်နောက်ပြီးတော့တစ်တာတွေလှုပ်ပြီးတော့ထားဖို့စီစဉ်ရှိတယ်ဗီဒီယိုလေးပဲကြည့်လိုက်တော့ဗျာ share ပြီးပဲလုပ်ပါကျွန်တော်ကမှန်လို့ဆိုတော့ဒီမှာတဲလာတူတယ်တဲတူပြီးတော့တဲကိုမီးဖို့မယ်ဗျာတူတယ်နောက်ဆိုတော့ကျွန်တော်တဲတူလိုက်ရတဲက350ကျော်ပါရဲ့ဗျာကျွန်တော်ပဲလက်လော်သွားပြီလားပေါ်တက်မယ်တက်ပြီးတော့တခါတည်းတဲကိုမီးကြိုပစ်လိုက်မယ်မလို့ကဲတဲတွေမီးကြိုပြီးပြီဆိုတော့ကျွန်တော်လည်းအောက်ဆင်းတော့မယ်ပေါ့တိတ်ခုတ်မယ်သွားမယ်အစားလေးနည်းနည်းဖြီးလိုက်တယ်ဘိုင်းကအမြဲတမ်းစားနေတိတ်ခုတ်မယ်ပေါ့ဟိုဒီသွားရင်းနဲ့အပင်သားလေးပဲအရင်ခုတ်ပြီးလိုက်တယ်ပင်သားလေးခုတ်ပြီးတော့ပင်ကြီးလေးဆွဲမယ်ပေါ့ဒီမှာဆိုပဲကျွန်တော်တိတ်ခုတ်လိုက်တာမိုးပါချုပ်သွားတယ်ဆိုတော့မိုးချုပ်သွားတယ်ဆိုတခါတည်းအိတ်မယ်ပေါ့တခါတည်းအိတ်မယ်အိတ်ရတယ်လာခဲ့ကျွန်တော်အိတ်လိုက်တယ်နော်ကျွန်တော်လက်ပါလက်တယ်ဗျာပြန်ပြီးတော့ဘာဖြစ်လဲပေါ့အားတော့ပါပင်းကိုလာကြိုက်တယ်ကျွန်တော်တခါပိတ်ကိုစမော့တုပ်ပေးလိုက်ကျွန်တော်ထက်ဆက်အိတ်ပါအိတ်ပြီးတော့မနေ့မိုးလင်းလာတာနဲ့တခါတည်းပိုက်ဖြီးပြီးတာနဲ့အိတ်ကိုပြန်ကာတော့တာပဲဗျာ
ဒီမှာဆိုကျွန်တော်အောက်ဆင်းမှုလို့ရဟာတခုစဉ်းစားမိတယ်ပေါ့ကျွန်တော်ဘာလို့ကောင်းလဲဒီမှာစဉ်းစားရင်းနဲ့စိတ်ကိုပေါက်လာတယ်ဝက်ချန်လုံးပဲပေါ့ဝက်တို့တိုးလို့မွေးလို့ရအောင်အေးအောင်မှလုံးပဲပေါ့ဒါကိုစဉ်းစားမိတယ်ကျွန်တော်ကောက်လုပ်လိုက်တယ်ကျွန်တော်လိုက်ရှာလိုက်ရသေးတယ်ဒီမှာခြားလဲနေရောကျွန်တော်လည်းလုပ်ပြီးတော့အေးအောင်ကောင်းကောင်းလေးစဉ်းလာခဲ့ပေါ့ဘာနဲ့လာတွေ့တယ်ဆိုတော့မင်္ဂလာပါမောင်လေးနဲ့လာတွေ့သူကမင်္ဂလာပါမောင်လေးဆိုတော့ကျွန်တော်ကလည်းတခါတည်းပစိန်နဲ့တမန်ရစားပေးရတယ်ပေါ့ဇွန်ဘီလေးကိုကျွန်တော်နိုင်ကြည့်လိုက်ပါတယ်ဇွန်ဘီလေးနိုင်ကြည့်လို့ပြီးဆိုတော့ကျွန်တော်လုပ်ရရှိတဲ့ဟာပြန်ရင်ထပ်လွတ်တာပါဆိုတော့ကျွန်တော်လည်းဝက်ချန်နဲ့တိုးချန်လေးစောက်လုပ်ပြီးဆိုတော့ဝက်ရတကောက်တိုးရတကောက်နီးတဲ့နေရာတဆွဲလာခဲ့ရတယ်ပေါ့နော်โอเคခုဆိုတော့ကျွန်တော်ရဲ့အိမ်ကလေးကတော့ပြည့်မစုံသေးပြီမြေတော့နည်းနည်းကြည့်အဆင်ပြေသွားပြီပေါ့ဆိုကျွန်တော်အိမ်ကိုအချောမကင်ရသေးဘူးဆိုအိမ်ကိုချောကင်မှာပေါ့ဗျာအဲ့မှာအိမ်လေးကိုအလှစိတ်မယ်ဆိုတော့ဘာညာတရာကားလေးလုပ်တော့မှာအိမ်လေးကိုအပုတ်သွင်းနေဟာကျွန်တော်တခုစဉ်းစားမိတယ်ပေါ့တဲတွေကိုမီးကြိုထားတာအခုဆိုရပြီပေါ့မှန်လေးရပြီဆိုတော့ကျွန်တော်မှန်တော့ဟိုတက်လာခဲ့တယ်အိမ်မှာမှန်ကာတော့မယ်ပေါ့ဘရိုတို့ပဲဆက်ကြည့်လိုက်ရကျွန်တော်ဘယ်လောက်တစ်လဲနေလဲကျွန်တော်လည်းစမ်းနေတဲ့နီလန်းတွေကုန်သွားပြီဆိုတော့နောက်ဆိုတော့အဖြေထွက်သွားတယ်ဒီလိုပဲပေါ့ကျွန်တော်အိမ်လေးမှာမှန်လေးတွေလိုက်ကာလိုက်တယ်ဗျာပို့ပြီးတော့အသက်ဝင်လာအောင်မှန်လေးကမကာခင်တော့အိမ်ကစောက်ရန်ကောင်းတယ်ကိုစောက်ရတဲ့အိမ်လေးကိုပဲချီကျူးရတယ်
ကဲအခုဆိုတော့9ရက်ဆိုတဲ့အနေထားမှာကျွန်တော်စောက်ထားတဲ့အိမ်လေးကလုံးစုံပြီးဆုံးတော့နည်းနည်းကောင်းသွားပြီပေါ့နော်โอเคလာမယ့်နောက်ဗီဒီယိုမှာတက်ကြမယ်